မိခင်ကမလေးဟာသူမရဲ့တားဘော်လေးကိုကောက်ွယ်နေတာပါဥဝင်နေတဲ့အချိန်မှာကိုယ့်ထက်အစာပေါင်းများစွာကြီးမားတဲ့တောစိတ်ကိုတော့မကြောက်မရွံ့ရင်ဆိုင်နေတာပါသူရဲ့အသက်ကမြေပြင်ပေါ်မှာရှိနေပြီးဥလေးတွေအနည်းမခံရအောင်ဒီမိခင်ကတောစိတ်ကလေးကိုအကြိမ်ကြိမ်နှုတ်သီးနဲ့လိုက်ဆိုင်နေတာပါဒါပေမဲ့စိတ်အေးယုံပဲရှိပါသေးတယ်ဘေးအန္တရာယ်တစ်မျိုးရောက်လာခဲ့ပြန်ပါပြီအာဖရိကတော့ရဲ့ကျွဲရန်အုပ်ကြီးဟာအသက်800ဘက်ကိုအချိန်နဲ့ပြေးလာနေကြပါတယ်ဟီဂျီယာမျက်နှာရကိုရှာဖွေရင်းနဲ့ပြောင်းရွှေ့လာကြတာပါဒီမြင်ကွင်းကိုကြည့်ပြီးတော့မိခင်ကမလေးဟာအတော်လေးထိတ်လန့်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့အသက်ဘေးကလွတ်အောင်ဥတွေကိုထားခဲ့ပြီးရှောင်ပေးလိုက်ရပါတယ်မကြခင်မှာပဲသူ့ရဲ့အတိုက်ဟာတော်ကျွဲအုပ်ကြီးရဲ့နေရှိချင်းကိုခံလိုက်ရပါတယ်ဒါပေမဲ့မယုံနိုင်စရာကောင်းတာကဥလေးတွေဟာတလုံးမှမကွဲမချပဲဘေးကင်းကင်းနဲ့ကြံရစ်နေခဲ့တာပါမိခင်ကမလေးဟာဝန်တာအားရနဲ့ပြန်လာခဲ့ပါတယ်ဒလအကြာမှာတော့သားပေါက်လေးထွက်လာခဲ့ပါပြီဒါပေမဲ့ငှက်ပေါက်လေးဟာအချိန်အခါမကောင်းတဲ့အချိန်မှာမွေးဖွားလာခဲ့တာပါလမ်းတောင်ကောင်းကောင်းမဆောင်နိုင်သေးခင်မှာပဲဘေးပတ်ဝန်းကျင်မှာရန်သူတွေဝိုင်းနေပါပြီမိုးရသည်ရောက်လာတာနဲ့အတူတားရဲတလိษံတွေလည်းအစာရှာထွက်လာကြလို့ပါငှက်မလေးဟာနောက်တစ်မျိုးစိုးရိမ်နေရပြန်ပါပြီဘာကြောင့်လဲဆိုတော့ရေခွေးတစ်ကောင်ဟာအနီးအနားမှာအမဲလိုက်နေလို့ပါရေခွေးတွေဟာအခွင့်အရေးသမားတွေဖြစ်ပြီးတားကောင်တိတ်တိတ်လေးတွေကိုပဲပြစ်မှတ်ထားလေးရှိပါတယ်ရေခွေးဟာအမဲလိုက်ရင်းနဲ့တောစိတ်မိခင်ရဲ့ပြင်းပြင်းထန်ထန်ခုခံမှုကိုကြုံရပြီးတဲ့နောက်မှာတော့မိခင်ကဟာအပြေးအလွှားရောက်လာပြီးသူမရဲ့တားငယ်လေးကိုသူ့ရင်ခွင်အောက်မှာပဲဖုံးကွယ်ပေးထားပါတယ်ရေခွေးတက်ခလန်းချင်းတိုးလာနေတာကိုမြင်တော့မိခင်ကမလေးကအကြံတစ်ခုရသွားပါတယ်သူမရဲ့အကြံကမြေခွေးရှိမှတမင်တကာတော့ပြပြီးအာယုံလွှဲလိုက်ဖို့ပါတားငယ်လေးကိုမြေခွေးရဲ့အစာအဖြစ်အစာမခံနိုင်တာကြောင့်သူ့ကိုယ်သူအစာအဖြစ်အစဉ်သစ်ပြင်လိုက်တာပါဟိုရန်သူရဲ့ရှေ့ထုတ်ပြဖို့ဆိုတာကြီးမားတဲ့တတိလိုအပ်ပါတယ်ဒါပေမဲ့မြေခွေးကတော့ငှက်ပေါက်လေးရှိနိုင်မဲ့နေရာကိုပဲစစ်ကြည့်နေတော့ပါပဲအဲ့ဒီအချိန်မှာတော့ငှက်ပေါက်လေးဟာမြေကြီးပေါ်မှာအလိုက်တင်လေးဝင်နေရှာပါတယ်သူ့ရဲ့အမှုအယောင်ကပုံဝန်းကျင်နဲ့တသားနဲ့ဖြစ်နေလို့မြေခွေးကရှာမတွေ့ပါဘူးဒါပေမဲ့နောက်ထပ်အခက်အခဲတစ်ခုကြုံလာရပြန်ပါတယ်အကြာကြီးမြင်နေရတဲ့အတွက်ပေးရစိတ်တကောင်ကငှက်ပေါက်လေးရဲ့မျက်လုံးပေါ်တက်လာတာပါပေးရစိတ်ကိုက်လို့နာကျင်ကြားရနေပေမဲ့ငှက်ပေါက်လေးဟာမလုံးမရဲအောင်ခံနေရရှာပါတယ်တားငယ်လေးစစ်ပြီးတိမခံနိုင်တော့မှကိုစိုးရိမ်တဲ့မိခင်ကဟာမြေခွေးစီထပ်ပြေးသွားပါတယ်သူကတရားအပြင်းထန်ရနေသလိုမျိုးဟန်ဆောင်ပြီးအော်ဟစ်ပြလိုက်တာပါဒီတစ်ခါမှာတော့မြေခွေးရဲ့အာယုံဆိုင်မှုကိုအောင်မြင်အောင်လွှဲပြောင်းနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့မြေခွေးဟာဒီအမဲလိုက်ပွဲကိုလက်လျှော့ပြီးထွက်သွားပါတော့တယ်ဘေးအန္တရာယ်ကင်းသွားချိန်မှာတော့မိခင်ကတားငယ်လေးကိုစစ်ပြီးဝင်နေဖို့အရှက်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ငှက်ပေါက်လေးဟာထိတ်လန့်လွန်းလို့မနေနိုင်တော့ပါဘူးသူ့မိခင်ရဲ့ရင်ဝင်ထဲကိုအပြေးအလွှားတိုးဝင်လိုက်ပါတော့တယ်ငွေထွေးလာတဲ့မိခင်ရင်ဝင်ထဲမှာပဲငှက်ပေါက်လေးကအလုံးစုံဆုံးလို့ခံစားရတာပါမိုးရသည်ကုန်လို့တားရဲတွေထွက်သွားချိန်မှာတော့သူတို့နဲ့တားအမိလေးဟာစိတ်အေးလေးနဲ့နေနိုင်သွားကြပါပြီ